ီးစဉ်သွားမဲ့နေ့ရောက်လာတဲ့အခါထာရာကအရင်ဦးဆုံးရောက်နေခဲ့ပါတယ်ခဏကြာမှာတော့ကိုရောက်လာပြီးယာနက်စ်ဒီခီးစဉ်ကြောင်းတိလားလို့မေးပါတယ်ထာရာကယာနက်စီကလာတဲ့စာကိုပြတ်လိုက်တဲ့အခါကိုကယာနက်စ်တယောက်သူမအကြောင်းတွေးနေတယ်ဆိုပြီးအယမ်းကိုဝမ်းသာသွားပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာခီးစဉ်အတူတူသွားမဲ့အဖွဲ့ထဲမှာ 2D boy လို့ခေါ်တဲ့ထာခါယာစာတိုးကိုတွေ့လိုက်ရပြီးထာရာကကိုနဲ့မိတ်ဆက်ပေးပါတယ်အဖြူရောင်ကားတချို့ရောက်လာပြီးကလပ်အသင်းသားတွေကလူတိုင်းကိုကိုယ့်ရဲ့အချက်လက်တွေဖြည့်ခိုင်းကကားပေါ်တက်ခိုင်းပါတယ်ခီးသွားနေရင်နဲ့ထာရာကလမ်းကြောင်းတွေလွဲမားနေတာကိုသတိထားမိပြီးတန်တရာဝင်လာပါတယ်နောက်ဆုံးမှာတော့သူတို့ဟာအင်ကြီးလိုနေရာမျိုးကိုရောက်သွားကြပါတယ်အမှန်တကယ်တော့သူတို့ဟာဘာသာရေးဂိုင်းလို့ခေါ်တဲ့ကတ်တစ်ခုရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်ဂိုင်းသားတွေကသူတို့ရဲ့အိတ်တွေကိုတောက်ခက်သိမ်းဆည်းလိုက်ပြီးတရားဒေသနာတွေဟောကြားကညစာကျွေးပါတယ်ညစာစားနေတော့မှတချို့ကောင်တွေကမကြေမနက်ထစ်လာကြပါတယ်ထားရိုင်းကကိုအတွက်စူးရင်တဲ့ကြောင်းအစည်းအဝေးတစ်ခုဆွဲလိုက်ပါတယ်သူဟာအဲ့ဒီဂိုင်းကိုယုံကြည်သူတယောက်အဖြစ်ဟန်ဆောင်ပြီးသူဖြစ်တဲ့မတော်တဆအကြောင်းနဲ့အတိတ်မိသွားပုံတွေကိုလှုပ်ကြံပြောဆိုလိုက်ပါတယ်ပြီးတော့ဒီဂိုင်းကိုမယုံကြည်တဲ့သူတွေကိုပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်ဂိုင်းသားတွေကသူစကိုင်းကိုယုံသွားပြီးကိုအပါဝင်လူအားလုံးကိုပြန်လွတ်ပေးလိုက်ပါတယ်ဒါပေမဲ့ထာရာကကိုကယ်လိုက်ပြီလို့ထင်နေတော့မှာပဲသူမကပြန်လှည့်ပြီးရှင်နဲ့အတူနေဟဲ့မယ်လို့ပြောပါတယ်သူမကထာရာဟန်ဆောင်နေတာကိုရိပ်မိလို့သူ့ကိုတယောက်တည်းမထားခဲ့ချင်တာပါထာရာကဂိုင်းသားတွေထာရာကိုယုံကြည်နေတာကိုအခွင့်ကောင်းယူပြီးအခန်းတော့ကိုတောင်းဆိုပါတယ်တော့ရတော့သူတို့ပဒင်းပေါက်ကနေခုန်ကြပြီးလွတ်အမြန်ပြေးနိုင်ခဲ့ပါတယ်အပြင်ရောက်တော့သူတို့ကားပြောကြပါတယ်ကိုကယာနက်စ်အတော်မှာထားတဲ့သူမရဲ့စစ်ချီမှုတန်ရောစံတွေအကြောင်းနဲ့ယာနက်စ်ရှေ့မှာမပြဘူးတဲ့သူမရဲ့ပျော့ပျော့ရွှွှွနေတတ်တဲ့ပုံစံတွေကိုထာရာကိုပြဟေပါတယ်ထာရာကလည်းသူ့ရဲ့အတိတ်မိတ်ဇလန်ကအတက်ကြီးထိခဲ့ကြောင်းနဲ့လက်ရှိဘဝမှာကြည်နပ်နေတာကိုပြောပြပါတယ်လာမှာမီးရောင်တဲ့ရှုတွေ့လို့တွားကြည့်တဲ့အခါသူတို့ကိုလာခဲ့တဲ့လင်ဒါနဲ့ဆုံခဲ့ပါတယ်နောက်တနေ့တက်ကတူရောက်တော့တငယ်ချင်းတွေကတာရာကိုနွေးထွေးကြိုဆိုကြပါတယ်ယာနက်စ်ကသူအရန်စိုးရင်လို့ကိုစီတောင်စာရေးခဲ့တယ်လို့ပြောပါတယ်အဲ့ဒီနောက်မှာယာနက်စ်ကအိုကာနဲ့အတူအချိန်ဖြုံးဖို့လုပ်နေတော့ကိုရောက်လာပြီးတဝန်တိုးတဲ့အခန်းကဏ္ဍတွေဖြစ်လာပါတယ်ယာနက်စ်ကအိုကာဘက်ကနေကာကွယ်ပြီးထူမကိုခေါ်ထုတ်သွားပါတယ်တာရာကတော့ကိုနှစ်သိမ့်ဖို့ကြံနေခဲ့ပါတယ်ရက်အနှဲငယ်ကြာတဲ့အခါယာနက်စ်ကအိုကာကိုသဘောကျနေပြီးကိုနဲ့အပြက်ဖြစ်တော့မယ်လို့တာရာကိုပြောပါတယ်ကိုကကော်ဖီဆိုင်မှာယာနက်စ်ကိုတွေ့ပြီးငယ်စဉ်ကဓာတ်ပုံတွေပြကသူတို့ဘာကြောင့်အတူတူရှိတဲ့လဲဆိုတာရှင်းပြပါတယ်ဒါပေမဲ့ယာနက်စ်ကငါအိုကာကိုချစ်နေပြီးမင်းကိုအချစ်နဲ့မချစ်နိုင်ဘူးလို့ပြက်တညင်းဆိုလိုက်ပါတယ်ကိုဟာအယမ်းကိုစိတ်ထိခိုက်သွားပြီးအိုဟစ်ငိုယိုပါတော့တယ်အဲ့ဒီနောက်မှာထူးခြားတဲ့ပွန်ဆယ်ရှိတဲ့နာဆိုတဲ့မင်းကလေးတယောက်ရောက်လာပြီးကိုသူမရဲ့ rock concert ပွဲကိုလာဖို့ဖိတ်ပါတယ်ပွဲမှာကိုကစိတ်လွတ်ကိုကတ်ခုံးပြီးစင်ပေါ်အထိတက်သွားပါတယ်တာရာကကိုအိမ်အထိလိုက်ဖို့ပေးတဲ့အခါကိုကငိုရင်းနဲ့သူမဟာယာနက်စ်ရခန်းစားချက်ကိုထဲ့မတွက်ဘဲအထင်အရှားလုခဲ့မိကမှားသွားပြီလို့ဝန်ခံပါတယ်တာရာကလည်းသူ့မှာအတိတ်မှတ်ဉာဏ်တွေပြန်ရလာရင်အခုရှိနေတဲ့သူဟာပျောက်ကွယ်သွားမှာကိုကြောက်နေမိကြောင်းရင်ဖွင့်ပါတယ်ကိုကသူ့ကိုမမေ့ဖို့တောင်းဆိုပါတယ်တာရာကလည်းသူမကိုသဘောကျကကြောင်းဘယ်တော့မှမမေ့ပါဘူးလို့ကတိပေးလိုက်ပါတယ်နောက်တနေ့မှာတာရာဟာသူ့ရဲ့မိဘများအိမ်ကိုပြန်သွားပါတယ်အိမ်ရောက်လို့သူအခန်းထဲကရီယာဘုတ်ကိုကြည့်နေတော့မှဓာတ်ပုံတချို့ပြုတ်ကျလာပါတယ်အဲ့ဒီဓာတ်ပုံတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူနဲ့လင်ဒါတို့အတီတူရိုက်ထားတဲ့ဓာတ်ပုံများဖဲနေပါတယ်တာရာဟာသူ့မတော်တဆမှုဖြစ်ခဲ့တဲ့တရားစီကိုအပြေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အတိတ်ကဝိညာဉ်ဘန်ရီဟာသူ့ကိုစောင့်ကြည့်နေတာကိုမြင်ရပါတယ်အဲ့ဒီဝိညာဉ်ဟာသူ့မတော်တဆမှုဖြစ်တဲ့အချိန်မှာခန္ဓာကိုယ်ထဲကနေခွဲထွက်သွားခဲ့တာဖြစ်ပါတယ်အိမ်ပြန်ရထားပေါ်မှာကိုစီကစားတဲ့ဆောင်ရရှိပါတယ်သူတို့ကော်ဖီဆိုင်မှာစုံကြတဲ့အခါကိုကတငယ်ချင်းကောင်းဒီအဖြစ်စတင်ခြင်းတယ်လို့ပြောပါတယ်ပြီးတော့မိတ်ကပ်မန်လီကိုတာရာကိုလက်ဆောင်ပေးပါတယ်နောက်တစ်နေ့ကျောင်းမှာတော့လင်ဒါကသူတို့ကိုသူမရဲ့ကလပ် cultural research ကလပ်ထဲဝင်မှုထပ်ဖိတ်တဲ့အခါကိုကလက်ခံလိုက်ပါတယ်ကလပ်မှာကခုံရတဲ့အခါ
ကိုကိုဟာစက်ရုပ်တရုပ်လိုတောင်းတောင်းကြီးချစ်နေပြီးကတာတော်တော်လေးညံ့နေတာကိုတွေ့ရပါတယ် အိမ်ပြန်ရောက်တော့တာရာကလင်ဒါဟာဘာလို့သူ့ကိုမသိသလိုဟန်ဆောင်နေတာလဲဆိုတာကိုစဉ်းစားနေပါတယ်။သူစေယုံတက်နေတော့ကသူ့ကိုတိုကျိုတက္ကသိုလ်မှာကျောင်းတက်ဖို့အကြံပေးခဲ့တဲ့မိန်းကလေးဟာလင်ဒါပဲဖြစ်ပါတယ်။ကျောင်းပြီးတဲ့နေ့မှာတာရာကလင်ဒါကိုချစ်ကြောင်းဖွင့်ပြောခဲ့ပြီးမြဲလင်ဒါကစဉ်းစားပါဦးမယ်လို့ပြောပြီးနောက်နေ့တရားပေါ်မှာအဖြစ်ပေးဖို့ချိန်ခဲ့ကြပါတယ်။တရက်မှာအိုကာကသူတို့ကိုပါတီတစ်ခုဖိတ်ပါတယ်။ပါတီမှာယာနက်စ်ကအိုကာကိုရီးစားစကားပြောလိုက်ပြီးမြဲအိုကာကနောက်ပြောင်တယ်လို့ထင်ပြီးရေးပြလိုက်ပါတယ်။ဒါကြောင့်ယာနက်စ်ရောကိုကိုရောစိတ်ဆိုးပြီးမူအောင်တောက်ကြပါတယ်။နောက်တစ်နေ့မှာတာရာကလင်ဒါကိုတွားတွေ့ပြီးဘာလို့သူ့ကိုမသိတယ်လို့လုံနေတာလဲလို့အပြစ်တင်ပါတယ်။လင်ဒါကငိုရင်းနဲ့အဲ့ဒီနေ့ကတရားပေါ်ကိုအပြေပေးဖို့တွားခဲ့ပြီးမြဲနောက်ကျသွားခဲ့ကြောင်းပြောပြပါတယ်။ညမောင်လာတော့တာရာကျောင်းကထွက်လာတဲ့အခါကိုကိုကသူ့နောက်ကိုလိုက်ပါတယ်။တာရာဟာဘယ်ပြေးရမှမသိပဲတရားပေါ်ရောက်သွားပါတယ်။သူဟာဒီတရားပေါ်ကနေနောက်တစ်ခေါက်ပြုတ်ကျင်ရင်အရာအားလုံးပြန်ကောင်းသွားမလားဆိုတာကိုတွေးနေမိပါတယ်။သူတရားအစွမ်းမှရက်နေတော့ကိုကိုကစပိန်နဲ့ဝင်တိုက်ပြီးတားလိုက်ပါတယ်။သူမကသူ့ကိုတယောက်တည်းမထားခဲ့ဘူး။ထာဝရအတူတူရှိနေခြင်းကြောင့်နဲ့ရှင့်ကိုချစ်တယ်လို့ငိုပြီးဝန်ခံလိုက်ပါတော့တယ်